ก็ကျွန်တော်တို့ကတော့စပိန်တစ်ဖြတ်ချီချင်းတစ်ဖြတ်ပေါ့ဗျာတက်မယ်ဆင်းမယ်လဲမယ်ပတ်မယ်သွားမယ်စမယ်လာမယ်ကိုရီးယားမှာရောက်တော့ခီးထွက်ကြပါခမ်းအောင်မနေကြပါနဲ့ဒီကောင်မှမစဲကိုရီးယားရောက်တော့ကိုခီးထွက်ကြပါမြန်မာပြည်ရောက်မှပြန်လာခြင်းလို့မရပါဘူးမိုက်ဆန်လဲရှာကြပါပြောင်းလဲနေကြပါခီးတွေလည်းထွက်ကြပါကမစညာဒါတော့ရေကုန်ကြီးမှာလူလို့ရေကုန်မှာဟိုးတောင်ပပလဲဝိုင်းနေတဲ့ရေတွေကိုစုပြီးတော့ရေကိုင်းလောက်ထားပါတယ်ဒီမှာရေလွှဲရနေရေရရှိုင်းဒီမြောင်းရနေဒီဘက်ထဲကိုပို့ဒါကံပေါင်းကြီးကိုနဲတဲ့ပေါင်းကြီးမဟုတ်ပါဘူးကံပေါင်းကြီးကိုမြင်းမယ်ဒီရေတွေကဘလောက်ထအောင်ဒီရေကနစ်မလဲဆိုတော့တွေးတာကြည့်လိုက်ကြပါဦး